Hallo, ich bin Deutschlehrerin und ich bin Ella Ignasher. ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်က German language level နဲ့ပတ်သက်ပြီးတော့ဒီနေ့ဗီဒီယိုထဲမှာပြပြချင်ပါတယ်ပေါ့နော်။အဲ့တော့ German language level တွေဒီနေ့ဗီဒီယိုထဲမှာပြောပြမယ့်အကျဉ်းချုပ်ကိုပြန်သွားမယ်ဆိုရင် German မှာရှိတဲ့ language level တွေဘယ်ကနေစပြီးတော့လေ့လာရဲဆိုတာရယ်ပြီးတော့ရင်နောက်ထပ်တစ်ခုကကြတော့ကိုကအလုပ်ဒါမှမဟုတ်ရင်ကျောင်းနဲ့ပတ်သက်ပြီးတော့သွားမှာပေါ့နော်အဲ့တော့အလုပ်လုပ်ဖို့ဒါမှမဟုတ်ကျောင်းတက်ဖို့သွားမယ်ဆိုရင်ဒါမှမဟုတ်တခြားကျောင်းကြောင့်ကိုယ့်ရဲ့မိသားစုကနေကိုဂျာမနီကနေလှမ်းခေါ်တာမျိုးဆိုရင်ကိုကဘယ် language level လောက်လိုအပ်လဲပေါ့နော်ဒါမှမဟုတ်ကိုကဂျာမနီမှာအဲ့ဒီမှာကိုကကျောင်းတက်မယ်ပေါ့နော်ဂျာမန် Tosh နဲ့ပဲကျောင်းတက်မယ်ကိုကဘယ် language level လောက်လိုမလဲပေါ့နော်ဒါကိုဒီနေ့ဗီဒီယိုထဲမှာပြောသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြည့်ရအောင်ပေါ့နော်အခုဒီမှာကျွန်တော် language level လေးတွေ့ရလိမ့်မယ် point လေးထောက်ပေးပါမယ်အဲ့တော့ A1 ပေါ့နော် A1 ကနေစမှာအဲ့တော့ A1 ကနေစလိုက်တယ်ဆက်စချင်းလေ့လာမယ် absolute beginner တွေကကြတော့ A1 ကနေစပြီးလေ့လာရမှာပါ ABCD ပေါ့နော် ABCD ကနေစပြီးလေ့လာရတယ် beginner သမားတွေ elementary သမားတွေဒါတွေက A1 ပါအဲ့တော့ A1 ရှိမယ် A1 elementary ပြီးသွားတဲ့ခါကျရင် A2 pre-intermediate A2 pre-intermediate ကိုရောက်သွားမယ် pre-intermediate ရောက်ပြီးသွားတဲ့ခါကျရင် B1 က intermediate B2 upper intermediate C1 advanced C2 proficiency ပေါ့နော်အဲ့တော့ကျွန်တော် level အပြည့်ကြည့်မယ်ဆိုရင်ဒါအင်္ဂလိပ်မှာလိုပဲ A1 ကနေ C2 ထိ level ကိုကျွန်တော်ခွဲထားတယ်ဒါကတော့ language တွေရဲ့ frame အရာပေါ့နော် language ရဲ့ frame အရာဒါတော့ language တွေအကုန်လုံးကိုခြုံလိုက်ရင်ဒါ language တွေရဲ့ frame ရဒီလိုခွဲထားတယ်တိုးတော်လည်းပဲဂျာမန်မှာကကျွန်တော်ပုံမှန်အဖြစ်ကျွန်တော်ဒီ Deutsch lernen တွေထဲမှာဂျာမန်စာလေ့လာတဲ့သူတွေထဲမှာဆိုရင် B2 လောက်ရောက်ပြီဆိုရင်ကိုကတော်တော်လေးကိုအခြေအနေကောင်းတယ်လို့ပြောလို့ရတယ် B2 လောက်ရောက်ပြီဆိုရင်ဒီပေါ့နော် advanced သမားဖြစ်ဖို့အတွက်စရင်နဲ့ list ထဲကိုပါသွားပြီပေါ့နော်ဒီကိုက B2 လောက်ပြီးသွားပြီဆိုရင်ပေါ့နော်အနည်းဆုံးတော့အလောက်ပါသွားပြီကျွန်တော်ဒီမှာ YouTube video တွေထဲမှာလည်းတွေ့ရလိမ့်မယ်ပေါ့နော် B2 C1 C2 တွေအတွက်ဥပမာထားပါတော့ reader meter လားပေါ့နော် phrase တွေလားဒါမှမဟုတ် grammatic လားအစရှိသဖြင့်အဲ့တော့ဂျာမန်မှာကကိုက language ကို fluent ဖြစ်သွားတယ်ဆိုတာထက်ဆိုင်ကောင်းကောင်း communicate လုပ်နိုင်တယ်ပေါ့နော်ကောင်းကောင်း communicate လုပ်နိုင်တယ်ဆိုတာ B2 လောက်ဆိုရင်လည်းဒါကောင်းကောင်းလေး communicate လုပ်နိုင်ပြီအဲ့ဒါကြောင့်မလို့ဂျာမန်မှာက advanced သမားတွေဆိုတာက B2 C1 C2 တွေကို advanced သမားတွေအနေနဲ့ကျွန်တော်သတ်မှတ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့အခုအရင်ဆုံးစလိုက်ရအောင်ဘယ်ခုနပြောသူပဲအလုပ်အတွက်လားကျောင်းအတွက်လားနော်အဲ့မိသားစုကခေါ်တာလားကိုကဘယ် level လို့လဲပေါ့အဲ့တော့ပထမဆုံး A1 ဖြစ်တဲ့ elementary ဆိုတဲ့ A1 beginner တွေအတွက် A1 certificate ကကြတော့ဥပမာကိုယ့်ရဲ့မိသားစုပေါ့နော်ယောက်ျားအမျိုးသားပဲဖြစ်နေပါစေအမျိုးသမီးကိုယ့်ရဲ့အမျိုးသမီးပဲဖြစ်ဖြစ်ကိုယ့်အမျိုးသားပဲဖြစ်ဖြစ်ဂျာမနီမှာနေတဲ့ကိုလှမ်းခေါ်တယ်လှမ်းခေါ်တဲ့ခါကျရင်တန်ယုံလှမ်းခေါ်ရပေါ့နော်လှမ်းခေါ်တဲ့ခါကျတန်ယုံဝင်တဲ့ခါကျရင်ဗီဇာရဖို့တန်ယုံဝင်တဲ့ခါကျရင်တန်ယုံကနေပြီးတော့ဒီ A1 certificate ကိုတောင်းတက်တယ်ပေါ့နော်အဲ့တော့ A1 certificate ကိုတန်ယုံကနေတောင်းတက်တယ်တောင်းတက်တဲ့အတွက်ကြောင့်မလို့ဒီ A1 certificate ကကြတော့ခုနကလိုမျိုးပေါ့နော် family ကနေလှမ်းခေါ်တာကိုယ့်ရဲ့မိသားစုကဂျာမနီမှာရောက်နေတဲ့အတွက်ကြောင့်ကိုဂျာမနီကနေလှမ်းခေါ်ပြီးဆိုရင်ကိုကဒီဘက်ကတန်ယုံမှာပေါ့နော်ဒါပဲတန်ယုံမှာဖြစ်ဖြစ်သူကဒီ A1 certificate ကိုပြရတတ်တယ်ဗီဇာရဖို့အတွက်ပေါ့နော်ပြရတတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ 100% တော့မဟုတ်ဘူးများသောအားဖြင့်တော့ပြရတယ်ကံကောင်းပြီးတော့မပြရဘဲနဲ့ A1 လည်းဖြည့်စရာမလိုပဲရောက်သွားတာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်တော့ပြရတတ်တယ်ပေါ့နော်ပြရတတ်တဲ့အတွက်ကြောင့်မလို့တော်တော်များများတော့ဖြည့်ကြတယ်ဒါကိုယ့်ရဲ့အမျိုးသားတို့မဟုတ်မျိုးသမီးကဂျာမနီကနေလှမ်းခေါ်လိုက်တာမျိုးပေါ့နော်အဲ့တော့ခုနက A1 မှာဆိုလဲကိုက A1 ဆိုရင်တန်းနဲ့တက်လိုက်မပြီးဘူးပုံမှန်အဖြစ်ဆိုရင်သူ့ရဲ့ frame ကစာကအများကြီးပဲလေ့လာတာဖြစ်တဲ့ကြောင့်မလို့သင်ခန်းစာတွေအများကြီးပဲ A1.1 ကိုက ABCD ကနေစလေ့လာမယ်ဆို A1.1 ကိုအရင်တက်ရတယ်ပြီးတော့မှ A1.2 ပေါ့နော်အဲ့ဒါကိုတက်ရတယ် A1.1 ပြီးတော့မှ A1.2 ကိုတက်ရတယ်ပေါ့နော် level ကနှစ်ခုရှိတယ် A1.1 level တစ်ခုကိုကိုကအရင်တက်ပြီးတော့လို့စာကြည့်ပေါ့နော်စာရေးကြည့်စာမေးပွဲအောင်သွားတော့မှနောက်ထပ် level တစ်ခုဖြစ်တဲ့ A1.2 ကိုတက်ရတယ် A1.2 ကကြတော့နောက်ထပ် level တစ်ခုဖြစ်သွားတယ်ဟုတ်နော်အဲ့တော့ level ကနှစ်ခုရှိမယ်အဲ့ level နှစ်ခုပြီးသွားတော့မှ A1 ဆိုတာပြီးသွားတာပါအကယ်၍ A1 ကကိုတက်နေတဲ့သင်တန်းက A1 ကိုတစ်ခုပဲတက်ရမှာ A1.1 ရော A1.2 ရောပါတယ်ဆိုရင်ဒါ intensive class ပါအဲ့တော့နောက်ထပ်တစ်ခုအဲ့တော့ A1 ကခုနကကျွန်တော်ပြောသလိုကိုယ့်ရဲ့ family ဘက်က family member ကနေလှမ်းခေါ်တာမျိုးဆိုရင်တန်ယုံကို A1 certificate ပြတတ်ပါတယ် A1 certificate ဆိုတာလေဒီ German exam တွေဖြေရဆိုတာက exam တွေကတော့အများကြီးပဲ German exam တွေကအဲ့ဒီထဲမှာအများစုဖြေကြတာ Goethe certificate ပေါ့နော် Goethe certificate ဖြေရ Goethe certificate ကတော့နိုင်ငံတိုင်းမှာရှိတဲ့ Goethe Institute မှာregister လုပ်ပြီးတော့စာမေးပွဲဖြေလို့ရပါတယ်
လာရဲ့လာစမ်းတိုင်းပေါ့နော်လာရဲ့1ရက်နေ့2ရက်နေ့တိုင်းမှာအမြဲတမ်းပုံမှန်အဖြစ်သူတို့ဘက်ကတင်တတ်တယ်အဲ့ခါမှာကိုက register လုပ်လို့ရပါတယ်ပေါ့နော်အဲ့တော့လာတိုင်းမှာ exam တွေရှိရယ်စာမေးပွဲတွေရှိရယ်နိုင်ငံတိုင်းမှာရှိပါတယ်အဲ့ Gilding Institute တွေမှာကိုကသွားပြီးတော့စာမေးပွဲကြေးသွင်းပြီးတော့ဖြေရမှာပေါ့နော်ဒီတေးကတော့ Gilding Institute မှာကိုကမေးကြည့်ပြီးတော့ဖြေရမှာပေါ့နော်ကိုလည်းကိုတက်မဲ့ level ပေါ့sorry ကိုဖြေမဲ့ level ပေါ့ကိုကA1 ဖြည့်ခြင်း A1 ဖြည့်မယ်ဆိုရင်တွင်လို့ရတယ်ဟိုလိုမျိုး level အကုန်လုံးစုဖြည့်ရမျိုးမဟုတ်ဘူး A2 ဖြည့်ခြင်း A2 pre intermediate ဖြည့်ခြင်းနဲ့ intermediate ဖြည့်ခြင်း intermediate စာမေးပွဲကိုကိုကဖြည့်ခြင်းတာ B1 ပေါ့နော် B1 ဖြည့်ခြင်းတာအဲ့လိုမျိုးပြောပြီးတော့ကိုက register လုပ်ပြီးတော့ဖြည့်ရတာပါအဲ့တော့နောက်ထပ်တစ်ခုသွားရအောင် A2 level လောက်ရောက်သွားတဲ့အခါမှာခုနကပြောသူပဲ A2 ရောက်ပြီဆိုရင်လည်း A2.1 တဒန်းတက်မယ်ပြီးတော့မှ A2.1 တဒန်းပေါ့နော်သူပုံမှန်အဖြစ်ဆိုဒီလိုလေးသွားတာကျတို့အဲ့လိုမျိုးလေးသွားတာကတော့အဆင်ပြေတယ်စာပို့ပြီးတော့ရတယ်ပေါ့နော်ဒါပုံမှန်အဖြစ်ကျတော့ဒါကသူ့ရဲ့ language frame ကကြာဒီလိုမျိုးသွားတာပေါ့နော် language frame ကတကယ်လေ့လာတဲ့ပုံစံကကြာတော့ A2.1 တဒန်းပြီးတော့မှ A2.2 တဒန်းကိုလေ့လာရတယ်ပေါ့နော်စာအရင်များတဲ့အတွက်ကြောင့်မလို့စာတွေလွတ်သွားမှာဆိုလို့ပေါ့နော်အဲ့တော့ A2 တန်းကိုကျတို့တတ်မယ်ဆိုရဲ့အခါကျရင်ခုနလိုပေါ့နော် A2 မှာတန်းတက်ပြီးသွားပြီပေါ့ထားပါတော့2တန်းလုံးပြီးသွားပြီ2တန်းလုံးပြီးသွားလို့ A2 ပြီးသွားပြီဆိုရင်ကိုကအဲ့ A2 လောက်ပြီးသွားပြီဆိုရင်ကြတော့ဘယ်သူတွေအတွက်အဆင်ပြေလဲဆိုရင်ဂျာမနီမှာကိုကဂျာမနီမှာရောက်နေပြီးတော့ပတ်တိုင်းတွေဘာတွေလုပ်တယ်ပေါ့နော်ကိုပတ်တိုင်းကဂျာမန်လိုပြောတာလည်းဟုတ်ချင်မှဟုတ်မယ်အရင်ကြီးမပြောရလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့လည်းတခြားလူတွေပြောတာကိုကတော်တော်လေးနားလည်လာပြီအဲ့တော့ A2 pre-intermediate A2 လောက်ရောက်ပြီဆိုရင် daily conversation လေးကိုကပို့ပြီးတော့ပြောနိုင်လာတယ်နားလည်လာတယ်အရင် complicated ဖြစ်တာတွေတော့မရသေးဘူးပေါ့နော်အရင် complicated ဖြစ်တဲ့test တွေဘာတွေတော့ဖတ်လို့မရဘူးစာပိုက်တွေဘာတွေတော့ဖတ်လို့မရသေးဘူးအရင်အဲ့လိုမျိုးပြောတာအဲ့လိုမျိုးတော့မရသေးဘူးဒါပေမဲ့လည်း daily conversation လောက်ပေါ့နော်ကိုတနေ့ဘာတွေလုပ်တာလဲနော်အတန်းဘယ်တော့စမလဲအလုပ်ဘယ်တော့ပိတ်မှာလဲအဆရှိပဲနေ့လည်ခင်းဘာလုပ်ကြမလဲအဲ့လိုမျိုးလေးပေါ့နော် conversation လေးတွေလောက်ကိုကပြောနိုင်လာပြီကိုကပြောနိုင်လာပြီသူတို့ပြောရင်လည်းကိုကနားလည်လာပြီပေါ့နော်အဲ့တော့ A2 ကိုကအကယ်၍ပတ်တိုင်းတွေဘာတွေလုပ်မယ်ဆိုရင်ကြတော့ A2 လောက်ရှိနေတော်တော်လေးအဆင်ပြေတယ်အကယ်၍ကိုကအရင်မပြောတတ်သေးဘူးဆိုရင်တော့မှ A2 လောက်ရှိနေကိုက human ဖြစ်တဲ့ listening လည်းကောင်းနေဆိုရင် A2 လောက်ရှိနေအဆင်ပြေရပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ B1 အဲ့တော့ B1 ကကြတော့ intermediate level B1 intermediate level ကဘယ်လိုကျောင်းသားတွေအတွက်သင်လျော်လဲဆိုရင် B1 ကကြတော့ Ausbildung ပေါ့နော် Ausbildung ဖြစ်တဲ့ဒီအလုပ်ပေါ့နော် Ausbildung ကတနည်းအားဖြင့်သူကတော့အလုပ် career တစ်ခုအနေနဲ့ professional အလုပ် career တစ်ခုအနေနဲ့သွားတာပေါ့နော် Ausbildung နဲ့ပတ်သက်ပြီးတော့အကယ်၍သိချင်တဲ့ကျောင်းသားတွေရှိရင်လည်း Ausbildung နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးထားတဲ့ဗီဒီယိုကဒီကျ YouTube channel မှာရှိပါတယ်သွားကြည့်လို့ရပါတယ်ပေါ့နော်ကျအောက်ဒီမှာလည်း mention ပြီးတော့ပေးထားပါမယ်ပေါ့နော်ဒီဗီဒီယိုရဲ့အောက်မှာလည်း mention ပြီးလုပ်ပေးထားပါမယ်အဲ့တော့ Ausbildung နဲ့ပတ်သက်ပြီးလည်းတချေရပူတဲ့ Ausbildung နဲ့ပတ်သက်ပြီးတော့ Ausbildung experience အနေနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးတစ်ခုလုပ်ပေးထားတယ်အဲ့ဒီမှာသွားကြည့်လို့ရပါတယ်နော် Ausbildung ကအကယ်၍ Ausbildung ကဘာလဲဆိုတာမသိသေးဘူးဆိုရင်ပေါ့နော်အဲ့တော့ခုနကပြန်သွားမယ်ဆိုရင်အကယ်၍ကိုက Ausbildung နေပါလုပ်ချင်တယ် Work Training Germany မှာ Ausbildung နေဆင်းပြီးတော့သွားချင်တယ်ကိုကအဲ့လိုမျိုးသွားချင်တယ်career path ကိုသွားချင်တယ်ဆိုရင်ကြတော့ B1 certificate ပြီးထားရပါတယ်ကိုက B1 certificate ရထားပြီဆိုရင် Ausbildung နေစပြီးတော့ရှောက်လို့ရပြီပေါ့နော် B1 certificate ရထားပြီဒါပေမဲ့ तू က B1 ကိုတော့ဇေယျကူးလောက်ပြတတ်တယ်ပေါ့နော်ကိုရှောက်ချင်တဲ့ Ausbildung ပေါ်တော့မူတည်ရဲ့ Ausbildung နေကဂျာမနီမှာအများကြီးပဲ ausbildung.d ဆိုတဲ့ website မှာသွားရှာကြည့်လို့ရပါတယ် ausbildung.da A ဆိုတာကြောင့် E ကိုပြောတာနော်ဂျာမန်လိုက A လို့ဖတ်တာမဟုတ်လို့အဲ့တော့ ausbildung.da ပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ DE ပေါ့အဲ့တော့အဲ့ဒီမှာသွားပြီးတော့ရှာလို့ရတယ်သွားရှာလို့ရတယ်ကိုလိုချင်တဲ့ Ausbildung ပေါ့နော်ကိုအလုပ်လုပ်ချင်တဲ့နယ်ပယ်အမှသွားပြီးတော့အလုပ်တွေအများကြီးပဲရှာကြည့်လို့ရတယ်အဲ့တော့များသောအားဖြင့်တော့ဒီမှာမြန်မာပြည်မှာပို့ပြီးတော့ရှောက်ကြတော့ nursing လို့ပေါ့နော်အဲ့တော့ nursing ရှောက်တာများတယ်ပြီးတော့ရင် hotel ဘိုင်းတွေပိုင်းလည်းရှောက်တယ်ပေါ့နော် hotel receptionist တို့ပါ research တစ်ဖြစ်ပေါ့နော်အဲ့ဒါလည်းရှောက်ကြတော့တွေ့ပါတယ်အဲ့တော့ကျွန်တော်တို့ခုနပြောသူပေါ့နော်ကိုက Ausbildung စပြီးတော့ရှောက်ဖို့အတွက်စဉ်းစားထားရဆိုရင်B1 certificate ရှိဖို့လိုတယ် B1 certificate မှာတော့ကိုက Zia Good အမှတ်ကောင်းနေရင်ကောင်းတယ်ပေါ့နော်အမှတ်ကောင်းတဲ့ B1 certificate ကိုအောင်ထားရဆိုရင်ကိုက Ausbildung ကိုစပြီးရှောက်လို့ရပြီဒါ Ausbildung မှာမဟုတ်အကယ်၍ကိုကဂျာမနီမှာရောက်နေပြီဂျာမနီမှာရောက်နေပြီကိုဂျာမန်လိုပြောပြီးလုပ်ချင်တာပေါ့နော်ဂျာမန်လိုပြောပြီးလုပ်ချင်နေဆိုရင်လည်းပဲအလုပ်တွေရှာတဲ့အခါမျိုးမှာကိုက B1 certificate လေးရထားရဆိုရင်အလုပ်ရှင်တွေဘက်ကမစိုးနှစ်သက်တယ်ပေါ့နော်နှစ်သက်တယ် B1 လောက်ဆိုရင် तू စပြီးတော့စဉ်းစားပြီးရဒါပေမဲ့ B1 intermediate ဖြစ်တဲ့ကြောင့်မလို့ option ကတော့ limit တော့ဖြစ်တယ်ပေါ့နော်သူ limit တစ်ခုတော့ရှိရယ်ရှိသမျှအကုန်လုံးတော့မဟုတ်သေးဘဲနဲ့ limit တစ်ခုတော့ရှိရယ်ပေါ့နော်သူက level က language level ကောင်းလာလေကိုယ့်ရဲ့ option တွေရွေးချယ်ခွင့်တွေကပိုပြီးများလာလေပေါ့နော်အဲ့တော့ B1 လောက်ဆိုရင်တော့စပြီးတော့ကိုက opportunity တွေစပြီးပိုပြီးရပြီ
B1 ဆိုခုနကပြောတော့ hospital နေလဲ B1 certificate B1 ပြီးသွားပြီဆိုရင်နော် B1 ပြီးသွားလို့ certificate လဲဟိုကဖြည့်ထားတယ်ရသွားပြီဆိုရင် hospital နေစပြီးတော့ရှောက်လို့ရပြီပြီးသွားရင်ခုနကပြောသလိုအလုပ်တွေပါကိုကလိုက်လျှောက်တယ်ဂျာမနီမှာရောက်နေလို့ကိုကအလုပ်တွေလိုက်လျှောက်တယ်ဆိုရင်လည်းပဲဒီအလုပ်ရှင်တွေဘက်ကပို့ပြီးတော့ထည့်သွင်းစဉ်းစားပေးရပေါ့နော်ကိုlimited တော့ဖြစ်တယ်ပေါ့နော်ဒီနေရာမှာနောက်တစ်ခုက B2 က upper intermediate အဲ့တော့ B2 ဖြစ်တဲ့ upper intermediate ကကြတော့ဂျမန်မှာကျ upper intermediate က B2 ကမစိုးပေါ့နော်ဒါ B2 လောက်ပြီးပြီဒါမှမဟုတ် B2 ကိုစာတော်တော်လေးကြည်တယ်သင်ခန်းစာတော်တော်ရတယ် B2 လေးပြီးနေပြီဆိုရင်ဒါကြောင့် advanced သမားလို့ကျစပြီးတော့သတ်မှတ်လို့ရတယ်ဒါပေမဲ့ B2 လေးတော့ပြီးနေရ B2 ပြီးတာလောက်ကနေစပြီးတော့ပေါ့နော်B2 ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာသွားမယ်ဆိုရင် B2 တို့ဘာတော့ကကြတော့ဘယ်လိုမျိုးလိုအပ်လဲဆိုရင်ပုံမှန်အဖြစ်လေကျွန်တော်ခုနကတခု student college ဂျာမနီမှာ student college တက်တာဆိုပြီးတော့တခုရှိရပေါ့နော်အဲ့တော့ student college တက်တယ် student college တက်ဖို့လိုအပ်တဲ့ကျောင်းသားတွေကကြတော့သူက B1 ကိုပြရတာများတယ်တချို့ student college တော်တော်များများက B1 certificate ကိုတောင်းတဲ့ခါကျရင်ကိုက B1 certificate ကိုသူတို့ပြပြီးသွားရင်ကိုက B2 လောက်တက်နေတာမျိုးကိုသူတို့က suggest လုပ်တယ်ပေါ့နော်ကိုကဘာလို့လဲဆိုတော့အပြင်မှာတကယ်ရောက်တဲ့ခါကျရင်ကိုကစကားပြောတဲ့ခါကျရင်ကိုကB2 လောက်ရောက်နေပို့ပြီးအဆင်ပြေတယ်ခုနကပြောလို့ B2 လောက်ရောက်နေပြီဆိုရင် communicate လုပ်ရတာတော်တော်လေးအဆင်ပြေတယ်ပေါ့နော်တော်တော်လေးအဆင်ပြေ communicate လုပ်ရတာသူပြောတာလဲကိုနားလဲကိုပြောတာလဲသူနားလဲတာက B2 လောက်မှာစပြီးတော့အဆင်ပြေလာတာအဲ့တော့အဲ့အတွက်ကြောင့်မလို့ကျွန်တော် B2 လောက်ကိုသူတို့ဘက်ကဒီ student college တက်မဲ့ကျောင်းသားတွေဆိုရင်လည်း B1 certificate ပြီးထားတယ် B2 လောက်တင်တန်းလေးတက်နေတာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးလေးဆိုရင်သဘောကျရပေါ့နော်အဲ့လိုမျိုး suggest လုပ်တယ်ပေါ့နော်သဘောကျရဆိုတာထက်ဆိုင်အဲ့ student college သမားတွေကတော့ B1 ပြီးထားဖို့လိုတယ် B1 certificate ပြရတယ် B2 ပေါ့နော်အဲ့ဒါလေးရှိပါတယ်ပြီးတော့ရင်B2 တို့ဘာလို့ခုနကပြောသလိုပေါ့နော် B2 ကတော့တချို့ university တွေကတော့ B2 ကိုရှောက်လို့ရရတယ်ပေါ့နော် university ဆိုတာ German လို့ပြောပြီးတော့ German Tosh နဲ့ university B2 ရှောက်လို့ရတယ်တိုးတော်လေးပဲနေတော့နေတယ် option အရန်နေတယ်C1 C2 ကတော့ advanced ပေါ့နော် advanced သမားတွေဂျာမန်စာလေ့လာတဲ့ advanced သမားတွေကတော့ C1 C2 ပေါ့နော် C1 C2 ဖြစ်တဲ့ advanced သမားတွေအတွက်ကတော့ပို့ပြီးတော့ German University မှာ German Tosh နဲ့သွားမယ်ဆိုရင် C1 C2 တွေအတွက်ကတော့ပို့ပြီးတော့ option ပိုများတယ် B2 ကတော့ B2 ဆိုရင်စရှောက်လို့ရတယ်ဆိုရင်လည်းနည်းနည်းလေးတော့ option နည်းတယ်တိတ်တော့အများကြီးတော့မရှိဘူးပေါ့နော်ကြည့်မိတာတော့အများကြီးတော့မရှိဘူးပုံမှန်အဖြစ်တချို့ university တွေဆိုရင် German Tosh နဲ့ပဲသွားမယ်ဆိုရင် C2 တွေပါတောင်းတာလည်းရှိတယ်ဟိုဒါပေမဲ့ university ပေါ်တော့မူတည်ပါတယ်အကယ်၍ကိုကဟိုပါပေါ့နော် scholarship တွေပါရှောက်မယ်ဆိုရင်လည်း German language ကိုပြကျင်နေဆိုရင် B2 ပြလို့ရတယ်ပေါ့နော်ဒါကတော့ scholarship အပိုင်းပေါ့ scholarship အပိုင်းမှာတော့ B2 တွေပါပြရတယ်အနည်းဆုံး B2 ပေါ့နော်အနည်းဆုံး B2 certificate ရထားရင် scholarship တွေပါရှောက်လို့ရတယ်အကြောင်းတို့ဘာလို့မှာအပြတဲ့ language requirement မှာတော့ C1 C2 များတယ်ပေါ့နော် C1 C2 များတယ်တချို့က C2 တောင်းတယ်တချို့ C1 တောင်းတယ်အဲ့လိုမျိုးလေးရှိပါတယ်ပေါ့နော်အဲ့တော့ German Tosh နဲ့ကိုကသွားချင်နေဆိုရင်ကျတော့များတော့ဖြစ် C1 C2 ကပိုပြီး option များတယ်အဲ့တခုရှိပါတယ်အဲ့တော့C1 C2 ပေါ့နော် C1 C2 ကကျွန်တော်ဒါ advanced proficiency လို့ကျွန်တော်သွားတယ်ဒါကတော့ကျွန်တော်ပြန်ပြီးတော့တခြားသူကိုလည်းပြန်ပြီးတော့ teaching ပြန်လုပ်နိုင်တယ်ပေါ့နော်ပြန်ပြီးတော့သင်ကြားပေးနိုင်တဲ့ level တစ်ခုလည်းဖြစ်သွားတယ်ပြီးတော့ခုနကပြောသလို university မှာ German Tosh နဲ့သင်မယ်ဆိုရင်လည်းအဆင်ပြေတဲ့ level တစ်ခုပေါ့နော်အဲ့တော့ဒါလေးဖြစ်သွားပါတယ်အဲ့တော့ဒီလာတော့ဒီနေ့ပြောပြတဲ့ language level တွေပဲဖြစ်ပါတယ်ပေါ့နော် language level ဂျာမန်မှာရှိတဲ့ language level လေးတွေရဲ့ပြီးတော့နောက်ထပ်တစ်ခုကကြတော့လိုအပ်တာလေးပေါ့နော် hospital ရှောက်မယ်ဆိုဘယ်လောက်လိုမလဲပြီးတော့ German University မှာအဲ့မှာလေးတစ်ခုရှိတာပေါ့နော်တစ်ခုဖြည့်သွင်းပြီးပြောချင်တာကိုရှောက်မဲ့ German University ရဲ့ major ကိုရှောက်မဲ့ university ပြီးတော့အဲ့ university မှာရှိရဲ့ major ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ language requirement ကတယောက်နဲ့တယောက်လုံးဝမတူဘူးတချို့သူတွေကတချို့ကျောင်းသားတွေက German language level ကိုလုံးဝပြစရာမလိုတာလည်းရှိတယ်အဲ့ဒါပေါ့နော်အဲ့တော့ German language level ကိုလုံးဝပြစရာမလိုတာလည်းရှိရတချို့ကျောင်းသားတွေကြောင့် A1 ပြရတယ်တချို့ကျောင်းသားတွေက A2 ပြရတယ်တချို့ကျောင်းသားတွေက B1 ပြရတယ်ဒါမှမဟုတ်ကိုက scholarship တွေပါရှောက်ချင်ကြတော့တချို့တော့ပေါ့နော် scholarship တွေက German နဲ့ပြချင်နေဆိုရင် B2 ပြရတာရှိရအဲ့တော့ကျတို့ဒီမှာဆိုအဲ့အတွက်ကြောင့်မလို့အကယ်၍ကိုက German University ပါရှောက်မယ်ဆိုရင်တော့ German language requirement ကကျောင်းသားပေါ်မူတည်ပြီးတော့ကိုရွေးချယ်တဲ့
university နဲ့အဲ့ university မှာရှိရဲ့ major ပေါ်မူတည်ပြီးတော့တယောက်နဲ့တယောက်တူမှာမဟုတ်ဘူးအဲ့တော့ကိုကလုံးဝမပြရတာလည်းဖြစ်နိုင်တယ် A1 ပြရတာလည်းဖြစ်နိုင်တယ်တချို့ကျောင်းသားတွေ A2 ပြရတာလည်းဖြစ်နိုင်တယ်ပြရတယ်ဆိုတာလေဒီသင်တန်းတစ်ခုပြီးုံနဲ့မရဘူးเนาะစာမေးပွဲသွားဖြေရမှာစာမေးပွဲဖြေဖို့အတွက်လည်းကိုက exam training ဆိုပြီးတက်လုပ်ရတယ်ပေါ့เนาะဒါကတော့ကိုနဲ့သက်ဆိုင်တဲ့ဆရာမနဲ့ exam training ယူတာဒါမှမဟုတ်ကိုယ့်ဘက်ကကိုလေ့လာပေါ့เนาะဒီလိုမျိုးကြီးလေ့လာလို့ရတယ်အဲ့တော့အဲ့လိုမျိုးလေးရှိပါတယ်အဲ့တော့တယောက်နဲ့တယောက်မတူပါဘူးဒါကတော့ကိုရွေးချယ်ခြင်းတဲ့တက္ကသိုလ်ကိုရွေးချယ်ပြီးတော့တက်ခြင်းတဲ့ major ကိုကိုယ်တိုင် website မှာဟိုဒီ website တို့ဘာလို့မှလည်းတွားကြည့်လို့ရတယ်တွားကြည့်ပြီးတော့ကိုတက်ခြင်းတဲ့ major က requirement German requirement တောင်းလာပေါ့နော်အကယ်၍ကိုကလေ beginner သမားလည်းဖြစ်တယ်အခုမှ ABCD ကနေစပြီးလေ့လာမှာဂျာမန်စာနဲ့လည်းအရင်မရင်းနေသေးဘူးမြင်လဲသွားကျင်နေပြီလပိုင်းနဲ့သွားကျင်နေပြီဆိုရင်တော့ဂျာမန် requirement ကိုအများကြီးမလိုတဲ့ဟာရှောက်ပေါ့နော်ဘာလို့လဲဆိုတော့ဂျာမန်ဒါကလည်း language တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကြာပါတယ်လေ့လာရင်လေ့လာသလောက်ကိုယ့်ရဲ့ effort တွေလိုတယ်အချိန်တစ်ခုလိုတယ်ပြီး effort လိုတယ်ပေါ့နော် effort ကတော့တစ်ခုမကဘူးပေါ့effort လိုတယ်ပြီးတော့ကိုယ့်ရဲ့လေ့ကျင့်မှုတွေလိုတယ်အဲ့အတွက်ကြောင့်မလို့တယောက်နဲ့တယောက်နဲ့တော့တူမှာမဟုတ်ဘူး German language level requirement လိုလားမလိုဘူးလားအဲ့ဒါကိုတစ်ချက်သတိထားပြီးတော့ကြည့်ပေါ့နော်ကိုတက်ချင်တဲ့တက္ကသိုလ်မှာအမှ website တွေမှာကြည့်လို့ရပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ဒီလောက်ဗီဒီယိုလေးပါပဲအဲ့တော့ German language level နဲ့ပတ်သက်ပြီးတော့page မှာလည်းအမြဲတမ်းလာမေးကြရပေါ့နော်အဲ့တော့ German language level ကဘယ်လောက်ရှိရလဲဘယ်ကနေစပြီးလေ့လာရမှာလဲ level တစ်ခုကဘယ်လိုမျိုးလဲအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့လာမေးကြတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်ပေးရပါပေါ့နော်အဲ့တော့လာမေးရဲ့အကြောင်းသားတွေလည်းပဲဒီဗီဒီယိုထဲမှာကျွန်တော်ကြည့်လို့ရပါတယ်တခြားမေးချင်တာရှင်လည်းဒီဟာ YouTube မှာတင်ထားမှာဖြစ်တဲ့ကြောင့်မလို့ YouTube ရဲ့ comment section ထဲမှာရေးထားလို့ရပါတယ်တခြားသိချင်တဲ့အကြောင်းအရာတွေရှင်လည်း YouTube ရဲ့ comment section ထဲမှာရေးထားလို့ရပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတခြားဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံပါပဲပေါ့နော် YouTube channel လေးကိုလည်းကျွန်တော် subscribe လေးလုပ်သွားပေးပါကျောင်းသားတွေအများကြီးကြည့်ရဆိုရင်ဒီထက်ပိုပြီးတော့တခြား YouTube ဗီဒီယိုတွေလည်းလုပ်ဖို့အတွက်အားရှိတာပေါ့နော်ပုံမှန်အဖြစ်ကျွန်တော်တို့လည်းအတန်းတွေကများနေတာဆိုတော့လေအတန်းတွေကလည်းများနေတာဆိုတော့ YouTube channel တစ်ခုလုပ်တာလည်းအကယ်၍ကြည့်တဲ့သူတွေရှိတဲ့ခါကျရင်ပို့ပြီးတော့လုပ်ဖို့အတွက်အားရှိတာပေါ့နော်အကယ်၍ကျွန်တော်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ကြည့်ရဒီဗီဒီယိုမှာတခြားသိချင်တာပါရှင်လဲအဲ့တော့ကြောင့်မလို့ YouTube channel ရဲ့ဒီဘက်က comment section ထဲမှာရေးသွားလို့ရပါတယ်နော်တကယ်ရှုံးပါ